အမေရိကန်ဟာမြန်မာနိုင်ငံကိုအနောက်ဘက်ကပတ်ဝင်ဖို့ကြိုးစားပါတယ်အဲ့ဒီအချိန်မှာအမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့တက်ဆင်ကအရှေ့ဘက်ကနေဝါကိုရန်ရှာတဲ့စကားပြောပါတယ်အဲ့ဒါဟာအမေရိကန်ရဲ့ plan B ဟုတ်မဟုတ်ဆိုတာကိုပြောဖို့ကတော့တိတ်စောလွန်းပါသေးတယ်ဘယ်နည်းနဲ့ပဲဝင်အမေရိကန်ဝင်လာမယ်ဆိုရင်ကောင်းတာပဲလို့မြင်တဲ့သူတွေအများပြားရှိပါတယ်စောစောကပြောသလိုပါပဲသူတို့အဲ့ဒါလိုမြင်တာကိုကျွန်တော်ကိုချင်းစာပါတယ်အမေရိကန်ဝင်လာမယ် NUG ဘက်ကနေဝင်မယ်ရခိုင်နဲ့ချင်းကိုအကူအညီပေးပြီးတော့တော်လှန်ရေးနိုင်သွားမယ်ဆိုရင်လည်းကောင်းတာပဲလို့မြင်တဲ့သူတွေရှိပါတယ်စောစောကစကားကိုပဲကျွန်တော်အနေနဲ့လည်းထပ်ပြောပါပါရခိုင်တိုက်လို့ပဲဖြစ်ဖြစ်ချင်းတိုက်လို့ပဲဖြစ်ဖြစ်ဘင်္ဂလားဒေ့ရှ်တိုက်လို့ပဲဖြစ်ဖြစ်အမေရိကန်တိုက်လို့ပဲဖြစ်ဖြစ်စစ်အုပ်စုပြုတ်ကျသွားမယ်ဆိုရင်ဝမ်းသာပါတယ်ဝမ်းသာရမှာပါဒါပေမဲ့အဲ့ဒါတော့မရိုးရှင်းနိုင်ပါဘူးအမေရိကန်ကရခိုင်တို့ချင်းတို့နဲ့ပေါင်းပြီးတော့ရခိုင်ပြည်နယ်ချင်းပြည်နယ်ကိုစိုးမိုးသွားမှာဘူးတရုတ်ကဘယ်နည်းနဲ့မှအဖြစ်မခံနိုင်ပါဘူးအမေရိကန်ကရခိုင်တို့ချင်းတို့ဘက်ကနေဝင်လို့ရှိရင်တရုတ်ကစစ်ကောင်စီဘက်ကနေဝင်မှာပါအခုလည်းဝင်နေတာပဲမဟုတ်ဘူးလားလို့တချို့ကမေးချင်မေးပါလိမ့်မယ်အခုတရုတ်ကစစ်ကောင်စီပဲပင်းနေတာမှန်ပါတယ်တိတိကျကျပင်းနေပါတယ်လာချိုးကိုစစ်ကောင်စီပြန်ရအောင်ကူညီခဲ့ပါတယ်အခုသိန်းကြီးကိုပြန်တောင်းပေးမယ်ဆိုတဲ့အတန်တွေကြားနေရပါတယ်ဒါတွေဟာစစ်ကောင်စီဘက်ကပင်းနေတာပါဒါပေမဲ့အစွမ်းကုန်ဝင်ပါနေတာမဟုတ်သေးပါဘူးစစ်ကောင်စီကိုလက်နက်ထုတ်ပေးတဲ့အဆင့်ထိမရောက်သေးပါဘူးစစ်ကောင်စီဘက်ကိုအကုန်လုံးပုံအောကူညီတဲ့အဆင့်ထိမရောက်သေးပါဘူးတကယ်လို့အမေရိကန်ကဝင်လာမယ်ဆိုရင်စစ်ကောင်စီဘက်ကိုပုံအောကူညီပါလိမ့်မယ်အမေရိကန်ကချင်းရခိုင်ဘက်ကပဲလာ NUG ဘက်ကပဲလာအမေရိကန်လာပြီဆိုတာနဲ့တရုတ်ကလည်းခြေစုံပြည့်ဝင်လာပါလိမ့်မယ်အဲ့ဒါလိုဝင်လာရင်မြန်မာပြည်ယူကရိန်းဖြစ်သွားပါမယ်အမေရိကန်ရဲ့ proxy တွေနဲ့တရုတ်ရဲ့ proxy တွေတိုက်တဲ့စစ်ပွဲကြီးဖြစ်သွားပါလိမ့်မယ်နှစ်ဖက်စလုံးမှာလက်နက်အကောင်းစားတွေရလာပါလိမ့်မယ်လူတွေသိချပြီးတော့တေဆုံးရပါလိမ့်မယ်စစ်ပွဲကြီးကမပြီးနိုင်မစီးနိုင်တမျိုးတစ်ခေါ်ကြီးဖြစ်သွားပါလိမ့်မယ်အဲ့ဒါကြောင့်အမေရိကန်ဝင်လာတဲ့အချိန်ထိမဆက်ရောက်ခင်မှာစစ်ကောင်စီကိုကိုနီးကိုဟန်နဲ့ဖြည့်ရှင်းကြစေချင်တာပါအဲ့ဒါလို့ကိုနီးကိုဟန်နဲ့မြန်ဖြည့်ရှင်းဖို့ဆိုလို့ရှိရင် NUG နဲ့ K3CG ပဲတိုက်နေုံနဲ့မပြီးပါဘူးအားလုံးတပ်ပေါင်းစုဖွဲ့ဖို့လိုပါတယ်အခုတော့ NUG နဲ့ K3C ဟာသူတို့ကြီးပဲအနိုင်တိုက်နိုင်မယ်လို့ထင်တဲ့အတွက်တခြားအဖွဲ့တွေဝင်ပါလာမှာကိုတောင်မှဟန့်နေပါတယ်တခြားအဖွဲ့တွေအင်အားကြီးထွားလာမှာကိုတောင်မှမကြီးထွားအောင်လိုက်လံပိတ်ပင်နေပါတယ်အဲ့ဒါလို့လုပ်နေတယ်တော်လိုင်းရဲ့အချိန်ကြာပြီးစောစောကကျွန်တော်ပြောခဲ့တဲ့ proxy စစ်ပွဲတွေအထိရောက်သွားပါလိမ့်မယ်မြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကင်တော်လိုင်းရဲ့အဖွဲ့အစည်းမှန်သမျှကိုနဲ့တူတီဖြစ်စေမတူတီဖြစ်စေကိုကကြိုက်တီဖြစ်စေမကြိုက်တီဖြစ်စေတော်လိုင်းရဲ့အဖွဲ့အစည်းမှန်သမျှတပ်ပေါင်းစုဖွဲ့ကြဖို့တိတ်အရေးကြီးနေပါတယ်ကိုကမကြိုက်ရင်တောင်မှပြည်သူမျက်နှာကြည့်ပြီးတော့အလျှော့ပေးပေါင်းကြဖို့လိုနေပါသည်မြန်မာပြည်မှာစစ်ကောင်စီတက်ကြီးတဲ့ရန်သူမရှိပါဘူးကျန်တဲ့ကိုချင်းချင်းပြိပခါတွေကိုစစ်ကောင်စီမရှိတော့မှဖြည့်ရှင်းကြရမှာပါစစ်အာဏာရှင်စနစ်ပြုတ်ကြရေးကသာနံပါတ်1ပါအဲ့ဒီအချက်ကိုမမြင်နိုင်ရင်မြန်မာပြည်ဟာသွေးပင်လည်းဖြစ်သွားပါလိမ့်မယ်အခုမြန်မာပြည်သွေးချောင်းစီးနေပါတယ်မပေါင်းနိုင်ကြပဲနဲ့ခေါင်းဆက်မာနေမယ်ဆိုရင်သွေးချောင်းစီးရုံသာမကပဲနဲ့သွေးပင်လည်းဖြစ်သွားပါလိမ့်မယ်ဘာပဲဖြစ်ဖြစ်အမေရိကန်ကဝင်ပြအောင်ဝင်မှာပဲတရုတ်နဲ့လည်းတွေ့မှာ